အားလုံးပဲမင်္ဂလာပါရှင်ကျွန်တော်တို့ဒီရှယ်နာပါကျွန်တော်ကဒီဘက်မှာတော့ relationship နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုဝန်ထမ်းပြီးတော့မှာဖြစ်ပါတယ်ဆိုတော့ main လေးတွေ relationship တစ်ခု break up ဖြစ်သွားလို့ရှိရင် healing ရောက်ဘယ်လိုလုပ်ကြအောင်လဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဒီဘက်မှာဝန်ထမ်းပြီးတော့မှာပဲဆိုတော့ relationship တစ်ခု break up ဖြစ်သွားပြီးတော့ကိုယ့်ရဲ့ဒီချစ်သူကဖြစ်စေကိုယ့်ရဲ့ခင်မောကဖြစ်စေပေါ့နော်ကိုယ့်ကိုဒီ cheat လုပ်သွားပြီးသစ္စာဖောက်သွားပြီးတော့ပြီးတော့ relationship တစ်ခုက break up ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့အမျိုးသမီးတွေပထမဆုံးစပြီးတော့တွေ့ရငါဘာဖြစ်လို့ဒီလိုလုပ်ရကြလဲငါဘာမှားသွားလို့လဲငါသူ့လောက်မချောလို့လားငါသူ့လောက်မလှလို့လားငါသူ့လောက်အရေးချင်းမရှိလို့လားပညာမတတ်လို့လားငါသူ့လောက်မချမ်းသာလို့လားစသဖြင့်နဲ့ကျွန်တော်တို့ကအတွေးပေါင်းစုံဝင်လာတယ်ဒီဝင်လာတဲ့အတွေးတွေအကုန်လုံးကလည်းဒီ guilty ဖြစ်တဲ့စိတ်ပေါ့နော်ကိုယ်အပြစ်တင်ပြီးရဲ့စိတ်မျိုးတွေပဲဝင်လာတာများပါတယ်ဆိုတော့အဲ့လိုအတွေးမျိုးတွေဝင်လာတာနဲ့တကယ်နဲ့ကျွန်တော်တို့ကဒီကိုယ့်ကို confidence ကြီးပြောလာတယ် anxiety ဖြစ်လာတယ် depression တွေဝင်လာတယ်ဆိုတော့အဲ့ချိန်မှာကျွန်တော်တို့ထပ်ပြီးတော့နောက်ထပ်လုပ်ပြရမှာတစ်ခုရှိပါတယ်ပထမ relationship နဲ့ပတ်သက်ပြီးတော့ကောင်းကောင်း healing မလုပ်ရသေးတဲ့ဖြစ်နေနောက်ထပ် relationship တစ်ခုတိဆောက်ဖို့စူးစမ်းလိုက်တာမျိုးပဲဖြစ်ပါတယ်နောက်ထပ် relationship တစ်ခုတိဆောက်လိုက်တာမျိုးပဲလုပ်ကြပါတယ်ဆိုတော့ဒါကတော်တော်ကြီးလွဲမှားပါတယ်အဲ့လိုမျိုး relationship အသစ်တစ်ခုကိုကောင်းကောင်းရှိ relationship နဲ့ပတ်သက်ပြီးကောင်းကောင်း healing ဖြစ်တယ်ပဲတိဆောက်လိုက်ခြင်းအဖြစ်နောက်ထပ် relationship ဒီ toxic relationship ထပ်ပြီးတော့ဖြစ်သွားစေနိုင်ပါတယ်ဆိုတော့ဘာဖြစ်လို့အဲ့လိုဖြစ်ရလဲဆိုလို့ရှိရင် share relationship ကရရတဲ့ trauma တွေကမပူဇမ်းထားဘူးကိုယ်ကလည်းမသိပါတာနဲ့ share relationship ကလူနဲ့ relationship ကလူကို compare လုပ်တာမျိုးတွေလည်းလုပ်မိတယ်ပေါ့နော်ဒါတွေကကျွန်တော်တို့ကိုတိဆောက်ထားတဲ့ relationship အသစ်မှာပါ negative impact တွေဖြစ်လာနိုင်တာမျိုးတွေဖြစ်ပါတယ်ဒါကြောင့်မလို့ relationship တစ်ခု break ဖြစ်သွားပြီဆိုလို့ရှိရင် main ကလေးပထမဆုံးလုပ်ရမယ့်အချက်က self reflect ပါကိုပြန်ပြီးတော့သုံးသပ်ရမှာဖြစ်ပါတယ်ဆိုတော့ကိုပြန်ပြီးတော့မှန်မှန်ကန်ကန်သုံးသပ်ဖို့လည်းလိုပါတယ်ဘယ်လိုသုံးသပ်ရမလဲဆိုတော့ဒီ share relationship မှာငါကကိုယ့်ရဲ့ဒီ boyfriend တို့မဟုတ် partner ပေါ်မှာဘယ်လိုတွေဆက်ဆံခဲ့မိရလဲငါတို့အရင်ကြီး service တွေပေးခဲ့မိရလားတို့ငါလုံးဝကို emotional boundary မရှိတော့အထိအရင်ကပေးဆက်ပြီးတော့ချစ်ခဲ့မိရလားဒါမှမဟုတ်လို့ရှိရင်သူ့ကိုငါကအရင်နေလွှမ်းမိုးနေမိခဲ့တာလားသူ့ကိုငါလိုချင်တဲ့ပုံစံအတိုင်းရအောင်ပုံသွင်းဖို့တွေစ조사ပြီးတော့စိတ်ဖိစီးမှုတွေဖြစ်အောင်လုပ်ခဲ့မိတာလားစသဖြင့်ပေါ့နော်ကိုယ့်ရဲ့လုပ်ရက်တွေပေါ်မှာပြန်ပြီးတော့ reflect လုပ်ပြီးတဲ့အခါမှာနောက်ထပ် relationship အသစ်မှာဒါမျိုးအမှားပုံစံတူအမှားတွေထပ်ပြီးတော့မလုပ်မိအောင်စင်ကြင်မယ်လို့ပထမဆုံးကျွန်တော်တို့ကို self reflect လုပ်ရမှာပဲဒုတိယအချက်အနေနဲ့ခွင့်လွှတ်ပေးလိုက်ခြင်းဖြစ်ပါတယ်ဆိုတော့ခွင့်လွှတ်ပေးရဆိုတာကnot for them ပါသူတို့တော့မဟုတ်ပါဘူးခွင့်လွှတ်ပေးလိုက်တယ်ဆိုတာကျွန်တော်တို့တော့ပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဘာကြောင့်ဒီလိုမျိုးဒီမှာကိုလုပ်လိုက်တာလဲဆိုတဲ့ဟာကိုကျွန်တော်တို့ကအခြေအနေမှန်ကိုကောင်းကောင်းနားလေသဘောပေါက်ပြီးတော့အခြေအနေအလုံးကိုလက်ခံပေးလိုက်ပြီးတော့သူ့ကိုကျွန်တော်တို့ကခွင့်လွှတ်ပေးလိုက်ခြင်းဟာကျွန်တော်တို့ပို့ပြီးတော့ agent သွားစီပါတယ်တတိယအချက်အနေနဲ့ဆိုရင်ကျွန်တော်တို့ကစမတ်ကြကြချစ်တာအောင်စူးစမ်းဖို့လုပ်ပါတယ်ဆိုတော့ relationship မှာသူရှိမှအဆင်ပြေမယ်ဆိုတာမျိုးထက်ကိုတယောက်တည်းဆိုလည်းအဆင်ပြေရယ်သူနဲ့ရှိရင်လည်းပို့ပြီးတော့အဆင်ပြေပေါ့နော်ဆိုတော့ကိုယ့်ကိုတယောက်တည်းရှိလဲပျော်ရွှင်ရတယ်သူနဲ့ရှိရင်တော့ပို့ပြီးတော့ပျော်ရွှင်ရတယ်ဆိုတော့ဆက်ဆံရေးကိုတိစောက်နေအောင်ကျွန်တော်တို့စူးစမ်းတတ်ဖို့လည်းလိုပါတယ်ဆိုတော့တစ်ချက်အနေနဲ့က self love ကိုအကောင်းတိစောက်တတ်ဖို့လိုပါတယ် self love လို့ပြောလိုက်တဲ့နောက်မှာကျွန်တော်တို့ self respect ကတက်ပြီးတော့လာပါတယ်ကိုအမှန်တကယ်လေးစားပြီးတော့ကိုအမှန်တကယ်ချစ်တဲ့မှာလည်းကျမတို့ကိုတခြားလူတွေကလည်းမှန်မှန်ကန်ကန်ချစ်တတ်တာမျိုးကိုကျမတို့ကခံစားနိုင်မှာပဲဖြစ်ပါတယ်။ Kiss မမြောင်ချက်နေနေဆိုရှင်ကိုယ့်ပြောချင်မှုကိုကိုယ့်ဘာသာကိုဖန်တီးဖို့လိုအပ်တာပဲဖြစ်ပါတယ်။ဆိုတော့သူများကိုယ့်ကိုပေးတဲ့ပြောချင်မှုကိုလိုအပ်တဲ့အခါမှာသူများကိုဒီပြောချင်မှုကိုမပေးတဲ့အခါမှာကျွန်တော်တို့ကစိတ်ပင်ပန်းလူပင်ပန်းဖြစ်ရပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကကိုယ့်ရဲ့ပြောချင်မှုကိုကိုယ်ကိုယ်တိုင်ကတိဆောက်ထားမှသာလျှင်ကိုယ့်ရဲ့စိတ်အေးချမ်းမှုပြောချင်မှုအစစ်ကိုရှာတွေ့နိုင်မှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးထဲမှာဒီ sharing လုပ်ပေးထားခဲ့တဲ့ healing technique တွေကိုအသုံးပြုပြီးကို healing လုပ်နိုင်ကြပါစေလို့ဒီရှယ်ကဆုတောင်းပေးရတဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်ပြရစီနောက်ပတ်ဒီမှာပြန်လဲဆိုပြရပါမယ်အားလုံးကျေးဇူးတင်ပါတယ်